အခုချိန်မှာကကျွန်တော်တို့ဆရာဦးစလိုင်းဇနီးမောင်နှံကိုဖိတ်ခေါ်ပါတယ်โอเคစီမင်းစီကန်းတွေကတော့နားလေပြီးပြီเนาะဆိုတော့ဒီကအမေကတော့ yes or no ဖြေပေးရမှာဖြစ်ပါတယ်ဆိုတော့ကိုရဲ့ဇနီးတဲ့အကြိုက်ဆုံးအစားအစာကဘာဖြစ်မလဲစန်တိုဖူစီတိုဖူလားစန်တိုဖူဟုတ်လားမဟုတ်လားဖြေပါဟုတ်ပါတယ်โอเคအိမ်မှာခဏလောက်စားဟမ်အိမ်မှာခဏလောက်စားခဏလောက်စားလို့အော်တိတယ်အဲ့ဒါဆိုရင်ခဏလေးလက်ဆောင်ပေးဖို့မှာပေါ့ဒါဆိုကဲအကြိုက်ဆုံးအယောင်ကဘာဖြစ်မလဲသူအကုန်ကြိုက်ပါတယ်အကုန်ဟုတ်လားအကုန်ကြိုက်တာဖြစ်အယောင်တခြားမဟုတ်အကုန်ကြိုက်တာဆိုတာသူဖြေတာဟုတ်မဟုတ်မေးမှာဒီမှာမေးအောင်မှာအယောင်တစ်ခုပြောမလားအကုန်ကြိုက်ရလို့ပြောမလားတစ်ခုပဲပြောလိုက်မယ်တစ်ခုပဲโอเคတစ်ခုပဲโอเคသူစမအဖြူရောင်တွေပဲများနေတော့အဖြူပဲကြိုက်ကဲအဖြူရောင်တဲ့ဟုတ်လားမဟုတ်လားဖြေပါအကြိုက်ဆုံးဆိုတာမရှိဘူးအကုန်ကြိုက်တယ်ဒီကိစ္စအကြိုက်ဆုံးလို့မျိုးကျမမရှိဘူးအော်အဲ့ဒါဆိုရင်မန်ဒေအစလာမားလေဟုတ်တယ်မန်ဒေအဲ့လိုတဝခလေးမှာပေါ့โอเคခောက်သွားတာအဲ့ဒါဆိုရင်တော့အခုနကဆရာမပြောတဲ့မိခွန်းပေါ့နော်ကိုမိမမကြိုက်ဘူးဆိုတဲ့အရာဘာဖြစ်မလဲပေါ့နော်သူမကြိုက်တဲ့အရာကतूပြောတဲ့စကားကိုresponse မလုပ်ပေးတာပေါ့အဲ့ဒါပဲသူပြောတဲ့စကားကိုပြန်ပြီးတော့မတုတ်ပြန်ပေးတာခက်တတီတော့ကျွန်တော်နေပလိုက်တာသူအရာဟိုဖြစ်တယ်ချီတာပေါ့တိုက်ရိုက်မပြောတွေ့ဝိုက်ပြောဟုတ်လားမဟုတ်လားဟုတ်ပါတယ်အများဆုံးထဲကမှနော်အဲ့ဒါဟုတ်တယ်နော်ဆိုတော့ okay ဆိုနောက်ဆုံးဆိုမေခွန်ကအားလုံးနီးပါမှန်လူဖြစ်နေပြီပေါ့နော်ဆိုတော့ဒီနေ့မပါဘဲနဲ့မိမကိုဘယ်နေ့တုန်းကချစ်တယ်လို့ဒါမှမဟုတ်ဂျေစုတင်စကားဂျေစုအယံတင်တယ်ဆိုတဲ့အရာကိုပြောဖို့လေပေါ့နောက်ဆုံးပြောခဲ့တဲ့ဘယ်နေ့ဖြစ်မလဲခဏပြောတော့အဲလေโอเคအဲ့ဆိုအဖြေကတော့ခဏပေါ့နော်ခဏပြင်โอเคဆရာဦးစလိုင်းကခဏချစ်တယ်ပြီးခဏဂျေစုတင်တယ်ဆိုတဲ့အရာကိုမကြာခဏပြောလေးရှိတယ်ဟုတ်လားမဟုတ်လားဖြေပါပြောဖြေပါတယ်ဝါကဲတပတ်မှာပေါ့ဘယ်မမမီတော့မှာတပတ်မှာဘယ်နှစ်ချိန်လောက်ခမန်းချေပေါ့ခဏတော့ဆိုတော့တပတ်အဲ့တော့မရှိပါဘူးတလနဲ့ပေါ့ကွာအဲ့လေဆရာမမမေးလိုက်ဘူးဆရာမအမေကိုမေးခိုင်းချင်နေတာโอเคနောက်ဆုံးတစ်ခုကတော်များတယ်လို့ကိုဆိုကိုမိမအကြိုက်ဆုံးကတော့သိပြီဆိုတော့ဘယ်လိုပြောမလဲအကြောက်ဆုံးအရာကဘာဖြစ်မလဲအကြောက်ဆုံးအရာကမြော့ဟုတ်တယ်ဟမ်မြော့ဟုတ်လားမဟုတ်လားကြောက်တယ်မြော့ကြောက်တယ်အကြောက်ဆုံးဖြစ်မလားကြောက်ဝေတော့မကြောက်မွေမကြောက်ဘူးအဲ့ဒါဆိုမြော့မှန်တယ်ပေါ့နော်မှန်ပါတယ်အဲ့ဒါဆိုကဲလက်ခောက်တီးပေးရအောင်ကျေးဇူးအများကြီးတင်ပါတယ်